လုံးပဲမင်္ဂလာပါအခုပြောပြမယ့်အကြောင်းအရာလေးရပေါ့နော်အခုဆိုလို့ရှိရင်မော်နော် treatment တွေအရင်ခေတ်စားလာတဲ့ treatment တွေကတကယ်လေးကောင်းတယ်ဆိုရင် treatment လုပ်ရခြင်းအပြင်ပေါ့နော်ပစ္စည်းဆန္ဒအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းဆန္ဒတွေဆိုလို့ရှိရင်ပြန်လာလို့ရှိလို့ရှိရင်ဆိုရင်ဒီစားပြတာဆိုလို့ရှိရင်လည်းဒီစားပြတာဆိုလို့ရှိရင်ဆိုရင်ပြောအီတွေပြောတယ်လို့ဒါပေမဲ့ပစ္စည်းဆန္ဒကိုပေါ့နော်ပြည့်ပြည့်ဝဝပေါ့နော်စိတ်ကြည်လို့ရှိအောင်တော့ကောင်းသွားတာမျိုးမဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင်ဖြောင်းမယ်ဖျောင်းပြန်သွင်းမယ်ဒါမျိုးတွေလုပ်တဲ့အခါကျလို့ရှိရင်လည်းကိုယ်ကပစ္စည်းဆန္ဒကိုအရင်ကစိတ်ကလည်းကက်မီကယ်တွေထပ်ကြည့်လို့ရှိရင်ထပ်ပစ္စည်းပါဆိုလို့တကယ်လို့ကိုယ်ကလုံရင်းထဲမှာမတော်မဆဆိုမကြွရင်လည်းဒီလိုလုံသွားတာလို့ပစ္စည်းဆန္ဒပဲပစ္စည်းတွေလုံသွားတာလို့ပါလို့ဆိုလို့ရှိရင်လည်းပေါ့နော်ပိုပြီးပစ္စည်းသွားတာဒီအဲ့လိုမျိုးတွေရှိနေပေါ့နော်အခုနောက်ပိုင်းကျတော့ဒီ treatment တွေပေါ့နော်PC treatment တို့ Botox treatment တို့အဲ့လိုမျိုးတွေပေါ်လာတဲ့အခါကျတော့ပေါ့နော်အရင်အဆင်ပြေသွားတယ်ပေါ့လို့ဆိုလို့ရှိရင်ချုပ်ပြီးတော့လုံးဝကျင်းမွားနေတဲ့စပင်းတွေကိုတော့ပေါ့နော်ဒီလိုပေါ့အစီတက်ဒီကတော့အစီတက်တွေခန်းချောက်သွားတာပေါ့နော်အထက်ကဆန္ဒတွေကပေါ့နော်ဆန္ဒရဲ့အစီတက်တွေခန်းချောက်ပြီးဆိုရင်ဖွာပြီး6ကန်နေတဲ့စပင်းတွေကိုဒီ PC treatment တို့ Botox treatment တို့ပြန်လုပ်တဲ့အချိန်မှာသူကလုံးဝဆန္ဒရဲ့ဆွဆွပြောင်ပြောင်လေးနဲ့ပေါ့နော်လုံးဝချောချောအီလေးဖြစ်သွားတာကိုအဲ့ဒီ result တွေကိုပေါ့နော် customer တွေတော်တော်များများသဘောကျကြတယ်တကယ်လည်းကောင်းပါတယ်ဘာလို့လဲဆိုတော့ तू ကပေါ့နော်ဟိုဖျောင်းပါတာကို तू ဖျောင်းနေဒီပစ္စည်းဆန္ဒပေါ့နော်ကျူတီကယ်တွေပွင့်ပြီးတော့ဖွာထွက်နေတယ်ဆိုရင်ဒီဖျောင်းနေနဲ့ပြန်ပိတ်လိုက်တဲ့အတွက် तू ကဆန္ဒကိုချောချောအီလေးဖြစ်သွားတာအရင်ကောင်းပါတယ်ဒါပေမဲ့ကောင်းပေမဲ့တခုကျတော့ तू ကဘယ်အရာမဆိုပေါ့နော်ဟိုအကောင်းတဲ့အဆိုးဆိုတာကတော့အမြဲတမ်းတွင်တွဲနေတယ်ပေါ့နော်ကောင်းတဲ့အချက်ကတော့ तू ကစပင်းအရင်ပစ္စည်းရဲ့ဆန္ဒတွေမှာဖျောင်းနေပြန်ချောချောအီလေးဖြစ်သွားနေတယ်ဆိုးတဲ့ချက်ကတော့ခါလေးပေါ့နော်တို့စပင်းပြန်ကောက်တဲ့အခါကျတော့ရှင်လည်းဒုက္ခရောက်တယ်ပေါ့နော်အခုအဲ့ဒီ customer ကစပင်းမကောက်ဘူးအမအများတမ်းပဲညီမဆေးဆိုးတယ်ဖြောင်းတယ်ဒါမျိုးပဲလုပ်တယ်ဆိုလို့ရှိရင်တော့ကောက်တာမကြိုက်တဲ့ customer ဆိုရင်တော့ဒီ treatment တွေအဆင်ပြေတယ်ပေါ့နော်တကယ်လို့ကောက်တာကိုကြိုက်တဲ့ကောက်တာလည်းလုပ်ချင်တယ်အဲ့လိုမျိုး customer ဆိုလို့ရှိရင် treatment တွေကခဏခဏလုပ်လို့မကောင်းပါဘူးဘာလို့လဲဆိုလို့ရှိရင်ပေါ့နော်ဒီပေါ့နော်ဆန္ဒရဲ့ကြည့်ပြီးတော့အလွှာတွေပေါ့နော်ဒီဖျောင်းတွေကပိတ်ထားတဲ့အတွက်ညီမတို့digital ပြန်ကောက်တဲ့အခါကျလို့ရှိရင်ပေါ့နော်ဆေးဝင်အချိန်ကပိုကြတယ်ပေါ့နော်ဆေးဝင်အချိန်အရင်ကြတယ်ဆေးလွယ်နဲ့ပြန်ပြီးတော့ကောက်လို့မရတတ်ဘူးပေါ့နော်ဒီလိုမျိုးဟာတွေကိုဒီလိုဖျောင်းနေအထက်ပိတ်ထားတဲ့ပေါ့နော် BC treatment တို့ဒီ Botox treatment တို့အဲ့လိုခဏခဏလုပ်တဲ့စလုံးလေးဆိုလို့ရှိရင်ပေါ့နော်ပြန်ကောက်မယ်ဆိုလို့ရှိရင်လည်းအချိန်ကြတယ်အချိန်ပေးရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူဖျောင်းနေအများကြီးပိတ်ထားတဲ့အတွက်ဆေးဝင်အများကြတယ်သူများကဆေးကိုတစ်ချိန်နဲ့ထည့်ရတယ်ဆိုလို့ရှိရင်သူက2ချိန်3ချိန်ပေါ့နော်ဘာလို့လဲဆိုတော့ဒီအပေါ်မှာဆန္ဒအလွှာတွေပေါ်မှာပိတ်ထားတဲ့ဖျောင်းလို့မှတော့ပြန်ပြီးတော့ခွာထုတ်ရသေးတယ်ခွာထုတ်ပြီးတော့မှပြန်ကောက်ပေးရတာပေါ့နော်ဒါတွေကလည်းဟိုကျွမ်းကျင်နေဆိုလို့ရှိရင်တော့ပြန်ကောက်လို့ရပါတယ်ကျွမ်းကျင်မကျွမ်းကျင်ဘူးဆိုလို့ရှိရင်ပေါ့နော်နည်းကောက်တဲ့နေရာမှာအခက်တွေ့နေပါတယ်ဒါလေးပြောချင်တာပါစပင်းကောက်မဲ့သူတွေဆိုတော့နည်းကလေးထားပေါ့နော် treatment လုပ်တဲ့ဟာလေးအဲ့ဒါလေးပြပြတာပါကျေးဇူး